အားလုံးပဲမင်္ဂလာပါဒီနေ့မှာပြန်လည်ပြီးတော့မှချစ်တော်မိသားစုဝင်များနဲ့အတူတကွနှုတ်ကပတ်တော်ဆင်ခြင်ပွဲအတွက်ကျွန်မနှုတ်ကပတ်တော်တစ်ပတ်ကိုပြင်ဆင်လာတယ်ထိုနှုတ်ကပတ်တော်နဲ့တူဒီနေ့အတွက်အတူတကွဆင်ခြင်ကြမယ့်ခေါင်းစဉ်လေးကတော့ယနေ့လို့အဓိပ္ပာယ်ရတယ်ဒီနေ့ဒီယနေ့ဆိုတဲ့အဓိပ္ပာယ်လေးခေါင်းစဉ်လေးနဲ့အတူကျွန်တော်တို့ဆင်ခြင်ကြမယ့်နှုတ်ကပတ်တော်ကတော့စာလံ118အငယ်24မှာရှိတဲ့နှုတ်ကပတ်တော်လေးပဲဖြစ်တယ်အားလုံးသိကြပြီးသားအမြဲတမ်းကြားနေရတဲ့နှုတ်ကပတ်တော်လေးဖြစ်တဲ့ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့အထူးတလဲသေးချာလေးပြန်လဲဆင်ခြင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့နောက်တစ်ခါလောက်ပြန်ဖတ်ချင်ပါတယ်ဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်อ่ะဒီထဲမှာကျွန်မကယနေ့ဆိုတဲ့စကားလေးကိုသိသဘောကျတာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ခေတ်ကြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့နေ့ရက်တစ်ခုတိုးဝင်လာတဲ့အခါမှာကျွန်တော်တို့ကြားရတဲ့သတင်းတွေများစွာရှိတယ်၊ကြုံတွေ့ရတဲ့ပြဿနာတွေများစွာရှိတယ်။တခါတည်းမှာကျွန်တော်တို့မနေ့ကပြီးခဲ့တဲ့အချိန်တိုင်းတွေနဲ့ကျွန်တော်တို့ကဒီနေ့ကိုနိုးထလာကြတာဖြစ်တယ်။ပြန်လည်ပြီးတော့မှဆင်ခြင်ပြီးတဲ့အခါမှာဒီနေ့ယနေ့ဆိုတဲ့ဒီနေ့ရက်ကကျွန်တော်တို့အတွက်တိတ်ကိုတန်ဖိုးရှိတဲ့နေ့ရက်ဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ရက်တစ်ကိုတိုးဝင်ခွင့်ရတဲ့တန်ဖိုးကိုကျွန်တော်တို့ကအမြဲတမ်းမီလီယံနေတယ်လို့ဒီနေ့မှာပြန်လည်ပြီးမှဒီနှုတ်ဘတ်တော်လေးနဲ့အရောက်ရှင်ကိုပြန်လည်ပြီးမှနိုးစော်ပေးချင်တာဖြစ်တယ်။ကျမတို့ရဲ့နေ့ရက်ကာလတစ်ခုစီတိုင်းကတိတ်ကိုတန်မိုးရှိတာဖြစ်တယ်။တခါတည်းမှာကျမတို့ကဒီနေ့နိုးထလာပြီမဲ့မနေ့ကပြီးခဲ့တဲ့အကြောင်းအရာတွေနဲ့နိုးထလာတဲ့အခါမှာကျမတို့ဒီနေ့ရက်မှာဘုရားသခင်ပြင်ဆင်ထားတယ်ကျမတို့ရဲ့အကောင်းဆုံးသောအရာတွေကိုကျမတို့ပြန်လည်ပြီးမှဆင်ခြင်လျက်ဝမ်းမြောက်ခြင်းနဲ့အသက်ရှင်တတ်ဖို့ရန်အတွက်ကျမတို့အတွက်ခက်ခဲတဲ့အရာတွေများစွာရှိတာဖြစ်တယ်။တခါတည်းမှာပူပန်ခြင်းတွေနဲ့နိုးထလာတယ်။မနှက်ဖြန်မှာဖြည့်ရှင်းရမယ့်အရာတွေများစွာကိုကျမတို့ဆင်ခြင်ရင်းနဲ့နိုးထလာတယ်။တကယ်တော့ကျမတို့အတွက်ဒီနေ့ရက်တစ်ကနှုတ်ကပတ်တော်မှာပြောထားတဲ့အတိုင်းထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်တယ်ဟာလေလုယာဒီနေ့ရက်ကိုဘုရားခင်ကကျမတို့တို့ပြင်ဆင်ထားတယ်စီရင်ထားတဲ့နေ့ရက်ဖြစ်တယ်တခါတည်းမှာကျမနိုးထလာတဲ့အခါမှာကျွန်မနှလုံးသားထဲမှာပင်ပန်းခြင်းတွေနဲ့ခါခါမျောလင်းချက်မဲ့တဲ့အခြေအနေတစ်ခါခါအရန်စိတ်သက်ကြတဲ့အခြေအနေတွေများစွာကြုံတွေ့ရတဲ့နေ့ရက်တွေလည်းကြုံခဲ့ပူပါတယ်ဒီလိုကြုံခဲ့တဲ့နေ့ရက်တွေမှာကျွန်မနိုးထလာတဲ့အခါမှာကျွန်မဘာဆက်လုပ်ရမလဲမသိတဲ့အခါမှာဘုရားခင်ကပလင်တော်မှာစိုးစံတဲ့ထိုဘုရားကဘယ်တော့မှမပြောင်းလဲတဲ့ဘုရားဖြစ်တယ်ထိုဘုရားကအစဉ်အမြဲစိုးစံတဲ့ဘုရားဖြစ်တယ်လို့ထိုဘုရားရဲ့ကြီးမြတ်ခြင်းကိုပြန်လည်ဆင်ခြင်လိုက်တဲ့အခါမှာထိုဘုရားစီရင်တဲ့ဒီနေ့ရက်တွေကကျွန်မအတွက်တကယ်ကိုခွန်အားနဲ့ပြန်လည်ပြီးမှနိုးထလာစေတဲ့နေ့ရက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်မဒီမှာရှိတဲ့မိသားစုတွေကိုလည်းပြန်လည်ခွန်အားပေးခြင်းနဲ့ကျမတို့ယနေ့ဆိုတဲ့ဒီနေ့ရက်ခါကျမတို့အတွက်တိတ်ကိုတန်မိုးရှိတဲ့နေ့ရက်ဖြစ်တဲ့မနေ့ကပြီးခဲ့တဲ့အတိတ်တွေကကျမတို့နဲ့မဆိုင်တော့ဘူးမနေ့ပြန်ကြုံရမယ့်အရာတွေကလည်းကျမတို့အတွက်ဘုရားသခင်ကအကောင်းဆုံးပြင်ဆင်ထားပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ရက်ခါကျမတို့အသက်ရှင်ရမယ့်အကောင်းဆုံးသောနေ့ရက်တွေဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ရက်ကိုအထူးတကွပြန်လည်ပြီးမှဝမ်းမြောက်ခြင်းရှင်လန်းခြင်းနဲ့အသက်ရှင်မှုရန်အတွက်ဒါဝိမင်းကနိုးစော်တကယ်ဆိုကျမဒီနေ့မှာပြန်လည်ပြီးနိုးစော်ပေးခြင်းနဲ့ဝမ်းမြောက်ရှင်လန်းခြင်းကိုကျမတို့ကရွေးချယ်လို့ရတာဖြစ်တယ်ဝမ်းမြောက်ရှင်လန်းခြင်းနဲ့အသက်မရှင်ဘဲနဲ့နေလို့ရတယ်လို့ဒီနေ့ပူပန်ခြင်းတွေနဲ့အသက်ရှင်ပြီးမှဒီနေ့ရက်တွေကိုတိုးဝင်မယ်ဆိုလဲကျမတို့ကအသက်ရှင်တိုးဝင်လို့ရတာဖြစ်တယ်သို့တော်လည်းဒီနေ့ရက်ကိုစီရင်ပေးတဲ့ထာဝရဘုရားရဲ့နာမတော်ကိုချီးမွမ်းပြီးမှဝမ်းမြောက်ရှင်လန်းခြင်းကိုရွေးချယ်ပြီးမှဒီနေ့ရက်ကကျမတို့တန်မိုးရှိတဲ့နေ့ရက်ဖြစ်တယ်လို့ပြန်လည်ပြီးမှမှတ်ယူလျက်ဒီနေ့ပြီးခဲ့တဲ့ຢာတွေကြုံရမယ့်ຢာတွေကိုမစင်စားဘဲနဲ့ဒီနေ့ရက်အတွက်ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တိုးဝင်မယ်ဆိုရင်ဒီနေ့ရက်ကကျမတို့အတွက်တိတ်ကိုလှပတဲ့တန်မိုးရှိတဲ့အရာတွေများစွာကိုတည်ဆောင်ပေးလာတဲ့နေ့ရက်ဖြစ်တယ်ဆိုတာကိုမြင်သိရမှာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်အပြင်ပြန်လဲခေါ်အားပေးခြင်းနဲ့ယနေ့ဟာတန်မိုးရှိတဲ့နေ့ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့မှာဝမ်းမြောက်ရှင်လန်းခြင်းနဲ့အသက်ရှင်လျက်ဘုရားရဲ့ဘုန်းတော်ကိုတာဝေးထင်ရှားစေတတ်တာတည်တည်ဖြစ်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်နဲ့ပြန်လဲခေါ်အားပေးခြင်းပါတယ်ရောက်ဆိုင်ကိုဘုရားခင်ကောင်းချီးပေးပါစေ